ဒီနေ့မှာတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ခုလိုမျိုးလိုချင်တဲ့အနေအထားတစ်ခုရအောင်ဗီဒီယိုကြည့်ပြလိုက်ပါတယ်So instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative. ပြီးသွားရဲ့နောက်မှာတော့ပျောက်သွားတာကိုပို့ပြီးတော့ကြည့်လို့ကောင်းတော့ mass layer effect လေးတွေထပ်ထည့်လိုက်ပါတယ်But I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious. You think you're worth my time. You're delirious. Mysterious because you hide behind a fake exterior. Inferior. အဲဒီနောက်မှာတော့တင်းနေတဲ့အလင်းချောင်းလေးတွေနဲ့အလင်းနဲ့ဆွမ်းအားလေးတွေကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်အဲဒီနောက်မှာတော့အလင်းစွမ်းအားပါတီကယ်အမှောင်လေးတွေကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ပြီးတော့နောက်မှာတော့ဗီဒီယိုပို့ပြီးတော့ကြည့်လို့ကောင်းသွားအောင်ကျွန်တော်က wave line လေးတွေနဲ့ display map effect လေးတွေထည့်လိုက်ပါတယ်နောက်ဆုံး final အနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုကို shake လေးတွေလှုပ်သွားတာရယ်ဗီဒီယိုတစ်ခုလုံးလေးကဖောင်းသွားလိုက်ဝင်သွားလိုက်ဖြစ်သွားတဲ့ effect မျိုးလေးနဲ့ sound effect လေးတွေထည့်ပြီးသွားတဲ့အချိန်မှာတော့Going off of my meds, no I'm not giving up, giving in, I will make it to the top, taking off in the wind, I gotta make it, I'm saving every day